မင်္ဂလာပါရှင်။တဘာဝတရားကြီးကလူသားတို့အတွက်ဖန်တီးပေးထားတဲ့ဆေးဘက်ဝင်တစ်ပင်များစွာထဲမှာဒန်းတလွန်ပင်ကထိတ်တန်းစည်းရင်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။သိပ္ပံအမည်အပြင်မိုရင်းကအော်လီအီဖရာလို့ခေါ်တဲ့ဒန်းတလွန်ပင်ကိုကမ္ဘာတဝန်းရှိကျန်းမာရေးသူတွေတီများနဲ့အာဟာရဗေဒပညာရှင်များကအံ့ဖွယ်တစ်ပင်အသက်ရှည်ဆေးပင်လို့တင်စားခေါ်ဝေါ်ကြပါတယ်။မြန်မာလူမျိုးတို့ရဲ့နေ့စဉ်စားသောက်မှုမှာဒန်းတလွန်ဟင်းကျိုးဒန်းတလွန်သည်ကလေးပဲဟင်းစသဖြင့်အလွန်ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပေမဲ့ဒန်းတလွန်ရဲ့သိပ္ပံနည်းကျလေ့လာတွေ့ရှိထားတဲ့အမခန်ဆေးဘက်ဝင်အာနိသင်တွေကိုတော့အတိအကျသိရှိသူနည်းပါလာပါတယ်။ဒါကြောင့်ဒန်းတလွန်ရွက်ရဲ့ကျန်းမာရေးအတွက်အစွမ်းထက်အာနိသင်15မျိုးကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိနားဆင်ပေးကြပါအောင်ရှင်။နံပါတ်1ပြိုင်ဘက်ကင်းတဲ့အာဟာရဓာတ်များစွာပါဝင်ခြင်းဒန်းတလွန်ရွက်ကတာမန်ဟင်းသီးဟင်းရွက်တစ်မျိုးသာမဟုတ်ပဲခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ဗီတာမင်သတ္တုဓာတ်နဲ့ပရိုတင်းဓာတ်များအလွန်ကျွယ်ဝစွာပါဝင်တဲ့သဘာဝဖြစ်ဆွဲစာတစ်မျိုးဖြစ်ပါတယ်။ဓာတ်ခွဲစမ်းသပ်ချက်များအရလက်ဆက်တဲ့ဒန်းတလွန်ရွက်တစ်ခွက်စာခန့်မှန်းခြေ21ဂရမ်မှာခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်များအပြည့်အဝပါဝင်နေကြောင်းတွေ့ရပါတယ်။နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ဗီတာမင်စီလိမ္မော်သီးထက်9ဆခန့်ပိုမိုပါဝင်တာကြောင့်ကိုယ်ခံစွမ်းအားကိုတည်တာစွာမြင့်တင်ပေးပါတယ်။မုံလာဥနီထက်ဗီတာမင် A 4ဆခန့်ပိုမိုပါဝင်တာကြောင့်မျက်စိအမြင်အာရုံကိုကြည်လင်စေကအရေးပြားကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။နွားနို့ထက်ကယ်လ်ဆီယမ်ဓာတ်4ဆပိုမိုပါဝင်တာကြောင့်အယိုးနဲ့သွားတွေကိုခိုင်မာစေပါတယ်။ဆေးဝါးတွေလိုကြောက်တဲ့မကိုစိုးရိမ်စရာမလိုတဲ့တဘာဝကယ်လ်ဆီယမ်ဖြစ်ပါတယ်။ငှက်ပြောသည့်ထက်ပိုတက်ဆီယမ်ဓာတ်3ဆပိုမိုပါဝင်လို့နှလုံးကျန်းမာရေးနဲ့ကြွက်သားများအလုံးလုံးဆောင်မှုကိုကောင်းမွန်စေပါတယ်။ဟင်းနုနွယ်ရက်ထက်တန်တက်3ဆပိုမိုပါဝင်တာကြောင့်သွေးအားနည်းရောဂါကိုကာကွယ်ပေးပြီးသွေးလှည့်ပတ်မှုကိုအထောက်အကူပြုပါတယ်။ဒါအပြင်လူခန္ဓာကိုယ်မှကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့အဆန်ရှယ်အမိုင်နိုအက်ဆစ်9မျိုးစလုံးအချိုးညီစွာပါဝင်တာကြောင့်တက်တက်လွတ်စားသုံးသူများအတွက်အလွန်သင့်တော်တဲ့သဘာဝပရိုတင်းအရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်။နံပါတ်2ခန္ဓာကိုယ်ကိုအကာအကွယ်ပေးတဲ့အန်တီအောက်ဆီဒန့်များများစွာပါဝင်ပါတယ်။ကျမတို့ရဲ့နေ့စဉ်ဘဝမှာရင်ဆိုင်နေရတဲ့စိတ်ဖိစီးမှုပတ်ဝန်းကျင်ညဉ့်ညမ်းမှုနဲ့အသင်စားအစားအစာတွေကြောင့်ခန္ဓာကိုယ်အတွင်းမှာ free radical လို့ခေါ်တဲ့အဆိပ်အတောက်မော်လီကျူးတွေအမြဲတစေထွက်ပေါ်နေပါတယ်။အဲ့ဒီ free radical တွေကဆဲများကိုပျက်စီးစေပြီးကင်ဆာနှလုံးရောဂါစီးချိုနဲ့အရွယ်မတိုင်ခင်အိုမင်းရင်ရောခြင်းစတဲ့နာတာရှည်ယောဂဆိုးများကိုဖြစ်စေတဲ့အဓိကတရားခံတွေဖြစ်ကြပါတယ်။ဒန်းတလွန်ရွက်ကအဲ့ဒီဆိုးကျိုးတွေကိုတိုက်ဖြတ်ပေးနိုင်တဲ့အစွမ်းထက်အန်တီအောက်ဆီဒန့်များအမြောက်အများပါဝင်တဲ့သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။အထူးသဖြင့်အောက်ပါဒရပ်ပေါင်း2မျိုးကကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါတယ်။ကွာစီတင်လို့ခေါ်တဲ့အစွမ်းထက်အန်တီအောက်ဆီဒန့်ကသွေးကြောတွေကိုကျဲစေပြီးသွေးပေါင်ချိန်ကိုထိရောက်စွာကျဆင်းစေနိုင်ပါတယ်။ဒါကြောင့်သွေးတိုးရောဂါရှိသူများအတွက်ဒန်းတလွန်ရွက်ကိုသဘာဝဆေးတစ်ခွက်လိုအားထားနိုင်ပါတယ်။နောက်ထပ်ပါဝင်တဲ့ drug ပေါင်းတစ်မျိုးက chlorogenic acid ပဲဖြစ်ပါတယ်။ကော်ဖီဆေးမှာလည်းတွေ့ရတဲ့အဲ့ဒီ drug ပေါင်းကအစာစားပြီးတဲ့နောက်သွေးတွင်းတကြားတဲ့ရုတ်တရက်မြင့်သွားခြင်းကိုထိန်းချုပ်ပေးနိုင်ပါတယ်။ဒန်းတလွန်ရွက်မုတ်တစ်စုံခွဲခန့်ကို3လဆက်တိုက်နေ့စဉ်တောက်သုံးပါကသွေးတွင်းတကြားတက်ကိုတိတိတသားကျဆင်းစေကြောင်းသူတေသနာများကဆိုပါတယ်။ဒန်းတလွန်ရွက်ကအစာလဲဆေးလဲအစားဆိုတဲ့စကားနဲ့အကိုက်ညီဆုံးသဘာဝလက်ဆောင်တစ်ခုဖြစ်ပါတယ်။ဒန်းတလွန်ရွက်ကိုဟင်းချိုအဖြစ်ချက်ပြုတ်စားတောက်ခြင်းအရွက်ကိုနေရိပ်ထဲမှာအချောက်ခံကအမှုန့်ပြုတ်လုပ်ပြီးရေနွေးခြင်းအဖြစ်တောက်သုံးခြင်းဖြော်ရည်များတွင်ရောစပ်တောက်သုံးခြင်းအပြင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်များကိုနေ့စဉ်ဖြည့်ဆည်းပေးနိုင်ပါတယ်။နံပါတ်3ခန္ဓာကိုယ်တွင်နာတာရှည်ရောင်ရမ်းမှုများကိုလျှော့ချပေးခြင်းဒန်းတလွန်ရွက်ဒန်းတလွန်သီးနဲ့ဓာတ်တလွန်ဆေးတွေထဲမှာအိုက်ဆိုတီယိုဆိုင်ယန်နိတ်လို့ခေါ်တဲ့အဓိကတိုက်ဖြတ်ရေး drug ပေါင်းတစ်မျိုးပါဝင်ပါတယ်။ပညာရှင်များရဲ့ဓာတ်ခွဲစမ်းသပ်ချက်များအရအဲ့ဒီ drug ပေါင်းတွေဟာဆဲတွေရောင်ရမ်းမှုကိုဖြစ်စေတဲ့ဓာတုအချက်ပြစနစ်တွေကိုပိတ်ဆို့ပေးနိုင်စွမ်းရှိတာကြောင့်ဓာတုဆေးဝါးတွေတောက်သုံးစရာမလိုပဲခန္ဓာကိုယ်တွင်းရောင်ရမ်းမှုဝေဒနာတွေကိုတိတိတသားလျှော့ချပေးနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။နံပါတ်4သွေးတွင်းရှိမကောင်းတဲ့ကိုလက်စထရော LDL ကိုလက်စထရောများကိုကျဆင်းစေခြင်းသွေးတွင်းကိုလက်စထရောအဆီဓာတ်မြင့်မားခြင်းဟာသွေးကြောတွေကိုကျဉ်းမြောင်းစေပြီးပိတ်ဆို့မှုကိုဖြစ်စေတတ်ပါတယ်။ဒါဟာကမ္ဘာပေါ်မှာတည်ဆုံမှုအများဆုံးဖြစ်တဲ့နှလုံးသွေးကြောပိတ်ရောဂါနဲ့လေဖြတ်ခြင်းတို့ကိုဖြစ်စေတဲ့အခြေခံအကြောင်းရင်းဖြစ်ပါတယ်။အဆီများတဲ့အစားအစာတွေစားသုံးမှုကြောင့်သွေးတွင်းအဆီတက်နေသူတွေအတွက်ဒန်းတလွန်ရွက်ဟာအဖိုးတန်ယတနာတစ်ခုပါပဲ။ဒန်းတလွန်ရွက်မှာပါဝင်တဲ့တဘာဝအမြင့်ဓာတ်တွေနဲ့
အပင်ခြေပြုတ်ဓာတ်ပေါင်းတွေဟာဥလန်းချောင်းကနေအဆီဓာတ်ဆုပ်ယူမှုကိုလျှော့ချပေးပါတယ်။ဆေးဘက်ဆိုင်ရာသုတေသနပြုချက်များအရဓာတ်တလွန်ရွက်ကိုပုံမှန်စားသုံးပေးခြင်းဟာသွေးရင်းကိုလက်စထရောကိုထိရောက်စွာကျဆင်းစေနိုင်ပြီး၎င်းရဲ့စွမ်းဆောင်ရည်ဟာသွေးရင်းအဆီချဆေးတွေအဖြစ်သုံးစွဲနေတဲ့အဆိပ်အစမ်းများအုပ်ချုပ်များရဲ့အစွမ်းအာဏာတင်တဲ့ရင်ပေါင်တန်းနိုင်ကြောင်းတွေ့ရှိရပါတယ်။ဓာတ်တလွန်ရွက်ကိုနေ့စဉ်စားသောက်မှုပုံစံမှာထည့်သွင်းစားသုံးခြင်းဖြင့်သွေးကြောတွေကိုတန့်စင်စေပြီးနှလုံးလုံးဆောင်ချက်ကိုအကောင်းဆုံးပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ဒါအပြင်အသက်ကြီးလာတဲ့အခါဖြစ်တတ်တဲ့အဆစ်မြစ်ကိုက်ခဲခြင်းဝေဒနာတွေကိုလည်းကြိုတင်ကာကွယ်ပြီးသားဖြစ်စေပါတယ်။နံပါတ်5သွေးရင်းတကြားတဲ့ blood sugar ကိုထိရောက်စွာလျှော့ချပေးခြင်းသွေးရင်းတကြားတဲ့မြင့်မားခြင်းကစီးချိုယောဂရဲ့အစာပြိုးခြင်းဖြစ်ပြီးရေရှည်မှာကြောက်ကပ်ပျက်စီးခြင်းမျက်စိကွယ်ခြင်းသွေးကြောကျဉ်ခြင်းနဲ့အာယုံကြောထိခိုက်ခြင်းအစရှိတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုဖြစ်ပေါ်စေပါတယ်။ဓာတ်တလွန်ရွက်ကခန္ဓာကိုယ်တွင်းမှာရှိတဲ့အင်ဆူလင်ဟော်မုန်းထွက်ရှိမှုကိုပိုမိုကောင်းမွန်စေပြီးဆဲများကတကြားဓာတ်ကိုစုပ်ယူအသုံးပြုနိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။သိပ္ပံနည်းကျလေးလာမှုများအရဆေးဘက်ဆိုင်ရာသုတေသနပြုချက်တစ်ခုမှာအမျိုးသမီးအုပ်စုတစ်စုကိုဓာတ်တလွန်ရွက်မုတ်9 ဂရမ်လက်ဖက်ရည်စွန်းတစ်စွန်းခွဲခန့်ကိုနေ့စဉ်3 လဆက်တိုက်တောက်သုံးစေခဲ့ပါတယ်။စမ်းသပ်မှုရဲ့ရလဒ်အဖြစ်၎င်းတို့ရဲ့အစာမစားမီသွေးရင်းတကြားတဲ့ fasting blood sugar သည်ပြင်းပြအားဖြင့်73.5% ခန့်အထိတိတာစွာကျဆင်းသွားကြောင်းတွေ့ရှိခဲ့ရပါတယ်။ဒါအပြင်ဓာတ်တလွန်ရွက်မှာပါဝင်တဲ့ isothiocyanate drug ပေါင်းကအစာစားပြီးနောက်ပိုင်းအင်ဆူလင်ရုတ်တရက်ထိုးတက်သွားခြင်းမှာကာကွယ်ပေးတာကြောင့်စီးချိုယောဂအကျိုးအဆင့်ရှိသူများနဲ့စီးချိုဝေဒနာရှင်များအတွက်စိတ်ချရတဲ့သဘာဝအထောက်အကူပြုဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။နံပါတ်6အသည်းကိုအဆိပ်တောက်များမှကာကွယ်ပေးပြီးဆဲများကိုပြန်လည်ပြုပြင်ပေးခြင်းအသည်းကကျမတို့စားတောက်လိုက်တဲ့အစာအစာဈေးဝါးများနဲ့ပတ်ဝန်းကျင်ကဝင်ရောက်လာတဲ့အဆိပ်တောက်များကိုတန့်စင်ပေးရတဲ့အပြင်အဆီဓာတ်ခြေဖြတ်ခြင်းနဲ့သွေးခက်စနစ်တို့ကိုပါတာဝန်ယူရတဲ့အလွန်အလုံများတဲ့အင်္ဂါတစ်ခုဖြစ်ပါတယ်။အရက်တောက်သုံးခြင်းအကိုက်ခဲပျောက်ဆေးများကိုရေရှည်ဆွဲမြဲစွာတောက်သုံးခြင်းနဲ့အဆီအစိမ်များအစားများခြင်းတို့ကြောင့်အသေးဆဲများပျက်စီးကာအသေးရောင်ခြင်းအသေးခြောက်ခြင်းများဖြစ်ပွားစေပါတယ်။ဓာတ်တလွန်ရွက်မှာပါဝင်တဲ့ပိုလီဖီနော်ဓာတ်ပေါင်းမြောင်များကအသေးဆဲများကိုအဆိပ်အတောက်များကြောင့်ပျက်စီးခြင်းမှာကာကွယ်ပေးပါတယ်။၎င်းရဲ့အဓိကအသေးကျန်းမာရေးအာနိသင်ကတော့အသေးအင်ဇိုင်းများကိုထိန်းညှိပေးခြင်းအသေးထိခိုက်ပျက်စီးသွားတဲ့အခါသွေးရင်းမှာအသေးအင်ဇိုင်းများမြင့်တက်လာတတ်ပါတယ်။ဓာတ်တလွန်ရွက်ကအဲ့ဒီအင်ဇိုင်းတွေကိုပုံမှန်အဆင့်ကိုပြန်လည်ရောက်ရှိဖို့ကူညီပေးပါတယ်။အသေးဆေးများကိုပြန်လည်ရှင်သန်စေခြင်းအသေးရဲ့ကိုယ်တိုင်ပြန်လည်ပြုပြင်နိုင်စွမ်း regeneration ကိုမြင့်တင်ပေးတာကြောင့်အသေးထိခိုက်မှုကိုမြန်ဆန်စွာသက်သာစေပါတယ်။အဆိပ်တောက်များကိုခြေဖြတ်ခြင်းခန္ဓာကိုယ်တွင်ကင်ဆာဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းများနဲ့ heavy metal များကိုအသေးကလွယ်ကူစွာစစ်ထုတ်ဖယ်ရှားနိုင်အောင်ကူညီပေးပါတယ်။ဓာတ်တလွန်ရွက်ကိုမှန်မှန်စားသုံးပေးခြင်းကသွေးရင်းတကြားဓာတ်ကိုစနစ်တကျထိန်းချုပ်ပေးနိုင်ရုံသာမကအသေးကိုပါတန့်စင်ကြံခိုင်းစေပါတယ်။ဒါကြောင့်နေ့စဉ်ဟင်းလျာများမှာဓာတ်တလွန်ရွက်ကိုထည့်သွင်းချက်ပြုတ်ခြင်းဒါမှမဟုတ်အရွက်ချောက်မုံကိုရေနွေးချမ်းအဖြစ်တောက်သုံးခြင်းကရေရှည်မှာကျန်းမာရေးအတွက်အလွန်ကောင်းမွန်တဲ့ရလဒ်ကိုရရှိမှာပါ။နံပါတ်9အစာခြေစနစ်ကိုကောင်းမွန်စေပြီးအစာအိမ်နဲ့ဥလန်းချောင်းဝေဒနာများကိုကုသပေးခြင်းဓာတ်တလွန်ရွက်ကအစာအိမ်နဲ့ဥလန်းချောင်းဆိုင်ရာပြဿနာအမျိုးမျိုးအတွက်ရှင်းနှစ်ပေါင်းများစွာကတည်းကရိုးရာဆေးဖြင့်အသုံးပြုခဲ့ကြပါတယ်။ဓာတ်တလွန်ရွက်မှာပါဝင်တဲ့အာနိသင်တွေကအစာခြေစနစ်ကိုအောက်ပါအတိုင်းအဆင့်မြင့်တင်ပေးပါတယ်။အစာအိမ်အနာများကိုတက်သားစေခြင်းဓာတ်တလွန်ရွက်မှာပါဝင်တဲ့ drug ပေါင်းတွေကအစာအိမ်နံရံကို acid ဓာတ်အလွန်အမင်းထွက်ရှိမှုဓာတ်မှကာကွယ်ပေးပြီးအစာအိမ်အမေးပါရောင်ရမ်းခြင်း gastritis နဲ့အစာအိမ်နာများကိုမြန်ဆန်စွာကျက်စေပါတယ်။တဘာဝဝမ်းနှုတ်ဆေးဖြစ်ခြင်းဓာတ်တလွန်ရွက်မှာဗီတာမင် B အုပ်စုများနဲ့အမြင့်ဓာတ်များစွာပါဝင်တာကြောင့်ဥမာကြီးရဲ့လှုပ်ရှားမှုကိုကောင်းမွန်စေပြီးနာတာရှည်ဝမ်းချုပ်ခြင်းကိုတဘာဝအတိုင်းဘေးထွက်ဆိုးကျိုးမရှိဘဲဖြေရှင်းပေးပါတယ်။ပိုးမွှားများကိုတိုက်ဖျက်ခြင်းအစာအိမ်နာနဲ့အစာအိမ်ကင်ဆာကိုဖြစ်စေနိုင်တဲ့ဘက်တီးရီးယားပိုးမွှားများကိုနှိမ်နင်းပေးနိုင်စွမ်းရှိတာကြောင့်ဥလန်းချောင်းပိုးဝင်ခြင်းများကိုကာကွယ်ပေးပါတယ်။နံပါတ်8ကိုယ်လေးချိန်ကိုတဘာဝအတိုင်းထိန်းညှိပေးပြီးအစီစုပြုံခြင်းကိုလျှော့ချခြင်းဝိတ်ချခြင်းကိုယ်လေးချိန်ထိန်းညှိခြင်းကတာမန်အားဖြင့်ခက်ခဲလာပေမဲ့လည်းဓာတ်တလွန်ရွက်ကိုဖြည့်ဆွက်စားသုံးပေးခြင်းဖြင့်ပိုမိုလွယ်ကူထိရောက်စေနိုင်ပါတယ်။ဓာတ်တလွန်ရွက်ကခန္ဓာကိုယ်တွင်ဇီဝကမ္မဖြစ်စဉ်များကိုမြင့်တင်ပေးပြီးအဆီလောင်ကျွမ်းမှုကိုအထောက်အကူပြုပါတယ်။ဓာတ်ခွဲလေ့လာချက်များအရဓာတ်တလွန်ရွက်ကခန္ဓာကိုယ်မှာ
အစီအသေးများထပ်မံစုပုံခြင်းကိုတားဆီးပေးပြီးရှိပြီးသားအစီဟောင်းများချိပြက်ခြင်းဖြစ်စဉ်ကိုပုံမမြန်ဆန်စေကြောင်းတွေ့ရှိရပါတယ်။ဒါအပြင်ဓာတ်တလုံရွက်ကအမြင့်တက်ကျွယ်ဝပြီးအာဟာရဓာတ်သိပ်သီးစာမြင့်မားတာကြောင့်စားသုံးလိုက်တဲ့အခါရင်ပြည့်လွယ်စေပြီးခန္ဓာကိုယ်ကအစားခဏခဏစားလောင်ခြင်းကိုလျှော့ချပေးပါတယ်။ရေဓာတ်ကိုထိန်းညှိပေးတဲ့အာနိသင်လည်းရှိတာကြောင့်ခန္ဓာကိုယ်တွင်းရေဓာတ်စုပြီးဖော်ရောင်ခြင်း water retention ကိုလည်းသက်သာစေပါတယ်။နေ့စဉ်မနက်ခင်းပိုင်းမှာဓာတ်တလုံရွက်သို့မဟုတ်ဓာတ်တလုံအမှုံကိုရေနွေးနွေးနဲ့တောက်သုံးပေးခြင်းကအစာချေစနစ်ကိုနှိုးဆွပေးပြီးတစ်နေ့တာလုံးအစီလောင်ကျွမ်းမှုကိုအားကောင်းစေမည်ဖြစ်ပါတယ်။နံပါတ်9ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးနိုင်ခြင်းဓာတ်တလုံရွက်ကကိုယ်ခံအားနည်းလို့မကြာခဏဖျားနာတတ်သူများရာသီဥတုအကူအပြောင်းမှာနှာစေးချောင်းဆိုးနဲ့တုပ်ကွေးမိလွယ်သူများအတွက်အလွန်သင့်တော်ပါတယ်။ဓာတ်တလုံရွက်မှာပါဝင်တဲ့ဗီတာမင်စီကယောဂပိုးမွှားများကိုတိုက်ဖျက်ပေးတဲ့သွေးဖြူဦးများထုတ်လုပ်မှုကိုလှုံ့ဆော်ပေးပြီးဗီတာမင် A ကပိုးမွှားများခန္ဓာကိုယ်တွင်းကိုမဝင်ရောက်နိုင်အောင်အသက်ရှူလမ်းကြောင်းနဲ့အစာချေလမ်းကြောင်းရှိအမေးပါးများကိုကြန့်ခိုင်စေပါတယ်။ဓာတ်တလုံရွက်မှာပါဝင်တဲ့ drug ပေါင်းများကအရေပြားနဲ့ကလေးစားများမှာဆွဲကပ်တတ်တဲ့ဘက်တီးရီးယားများနဲ့မှုပိုးများကိုဓာတ်ရိုက်နှိမ်နင်းပေးနိုင်စွမ်းရှိပါတယ်။သွေးကက်စနစ်ကိုအထောက်အကူပြုပြီးဆဲအသည့်ဖြစ်ပေါ်မှုကိုမြန်ဆန်စေတာကြောင့်ထိခိုက်ရှာနာများကိုယောဂပိုးမဝင်စေဘဲအနာကျက်မြန်စေပါတယ်။နံပါတ်10အယိုးများကိုတမ်းမာစေပြီးအယိုးပွားယောဂနဲ့အဆင့်မြင့်ကိုက်ခဲခြင်းကိုကာကွယ်ပေးခြင်းအသက်အရွယ်ကြီးရင်လာတာနဲ့အမျှအမျိုးသားအမျိုးသမီးတိုင်းမှာအယိုးတိတ်သေးစာလျော့နေလာပြီးအယိုးပွားယောဂဖြစ်ပွားဖို့အခွင့်အလမ်းပိုများလာတတ်ပါတယ်။အထူးသဖြင့်သွေးဆုံးပြီးစအမျိုးသမီးများမှာအယိုးပွားခြင်းနဲ့အဆစ်ရောင်ခြင်းဝေဒနာများကိုပိုမိုခံစားရလေရှိပါတယ်။ဓာတ်တလုံရွက်ကအယိုးနဲ့သွားများတန်မာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ကယ်လ်ဆီယမ်နဲ့ဖော့စဖရက်ဓာတ်များအလွန်ကျွယ်ဝစွာပါဝင်တဲ့တဘာဝဆေးဘက်ဝင်ပစ္စည်းဖြစ်ပါတယ်။ဓာတုဗေဒနည်းနဲ့ဖော်စပ်ထားတဲ့ကယ်လ်ဆီယမ်ဆေးပြားများကရေရှည်မှာကြောက်ကပ်မှာကြောက်တဲ့ခြင်းဝမ်းချုပ်ခြင်းအစရှိတဲ့ဘေးထွက်ဆိုးကျိုးများရှိနိုင်ပေမဲ့ဓာတ်တလုံရွက်မှာပါဝင်တဲ့ကယ်လ်ဆီယမ်ကတဘာဝအပင်မှာရရှိတာဖြစ်တာကြောင့်ခန္ဓာကိုယ်ကအလွယ်တကူစုပ်ယူနိုင်ပြီးဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။နံပါတ်7အုံနောက်ကျန်းမာရေးကိုမြင့်တင်ပေးပြီးစိတ်ဖိစီးမှုနဲ့စိတ်ဓာတ်ကြခြင်းကိုလျှော့ချပေးခြင်းဓာတ်တလုံရွက်မှာပါဝင်တဲ့ဗီတာမင်စီနဲ့ဗီတာမင် E တို့ကအုံနောက်ဆဲများအိုမင်းရင်ရောပြီးပျက်စီးခြင်းကိုတားဆီးပေးတာကြောင့်အသက်ကြီးရင်ဖြစ်တတ်တဲ့အန်ဇိုင်းမာလို့ခေါ်တဲ့မေ့လျော့တဲ့ယောဂများကိုကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်အုံနောက်တွင်းရှိစိတ်ပျော်ရွှင်မှုကိုဖြစ်စေတဲ့စီရိုတိုနင်နဲ့ဒိုပါမင်းဟော်မုန်းများထွက်ရှိမှုကိုဟန်ချက်ညီစေပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုများခြင်းအလိုလိုနေရင်စိတ်ပူပန်သောကရောက်ခြင်းနဲ့စိတ်တက်ကြခြင်းဝေဒနာများကိုတဘာဝအတိုင်းတက်တာရောပါစေပါတယ်။အာယုံကြောများကိုပြေရောစေပြီးစိတ်ကိုအနာရစေတာကြောင့်ညဘက်မှာနှစ်ချိုက်စွာအိပ်ပျော်ရန်ကူညီပေးပါတယ်။နံပါတ်7သွေးအားနည်းယောဂါကိုကာကွယ်ပေးပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်းသွေးအားနည်းပါကအမြဲတစေနှုံးခွေခြင်းမူးဝေခြင်းအသားအရည်ဖြူလျော်ခြင်းနဲ့မောပန်းလွယ်ခြင်းတို့ဖြစ်တတ်ပြီးအထူးသဖြင့်အမျိုးသမီးများနဲ့ကလေးငယ်များမှာအဖြစ်များပါတယ်။ဓာတ်တလုံရွက်ကသွေးအားကောင်းစေဖို့အတွက်အကောင်းဆုံးသောတဘာဝအစားအစာဖြစ်ပါတယ်။ဓာတ်တလုံရွက်မှာပါဝင်တဲ့တန်ဓာတ်ကဟင်းနုနွယ်ထက်3ဆပိုမိုပါဝင်ပါတယ်။ပိုမိုထူးခြားတာကတော့ဓာတ်တလုံရွက်မှာတန်ဓာတ်ကိုခန္ဓာကိုယ်ကလွယ်ကူစွာစုပ်ယူနိုင်ဖို့ကူညီပေးတဲ့ဗီတာမင်စီပါဝင်ပြီးသားဖြစ်တာကြောင့်တာမန်တန်ဓာတ်ဆေးပြားများကိုတောက်သုံးပါကဝမ်းချုပ်တတ်ပေမဲ့လည်းဓာတ်တလုံရွက်ကိုစားသုံးခြင်းဖြင့်ဝမ်းမှန်စေပြီးသွေးအားကိုမြန်ဆန်စွာပြေဝစေပါတယ်။နံပါတ်7အရေပြားကိုနုပြိုစေခြင်းဝက်ချံပြောက်ကင်းစေခြင်းနဲ့သပင်တန်ဆွမ်းစေခြင်းဓာတ်တလုံရွက်မှာအသားအရည်အတွက်ကောင်းမွန်တဲ့ကော်လာဂျင်ထုတ်လုပ်မှုကိုမြင့်တင်ပေးတဲ့ဗီတာမင် A, C နဲ့ E တို့အမြောက်များပါဝင်ပါတယ်။ဒါကြောင့်အသားအရည်ရော့တွဲခြင်းအရေးကြောင်းဖြစ်ခြင်းနဲ့တင်းတိတ်မှဲ့ကြောင်များကိုတိတာစွာရောပါစေပြီးအသားအရည်ကိုတင်းရင်းနုပြိုစေပါတယ်။ဓာတ်တလုံရွက်မှာတဘာဝပိုးသက်ဆေးအာနိသင်ပါဝင်တာကြောင့်ဝက်ချံကိုဖြစ်စေတဲ့ဘက်တီးရီးယားများကိုတိုက်ဖျက်ပေးပါတယ်။အရွက်ကိုညှက်အောင်ထောင်းပြီးဒါမှမဟုတ်ဓာတ်တလုံရွက်မှုန့်ကိုရေနဲ့ဖြောပြီးမျက်နှာမှာပေါင်းတင်ပေးပါကအစီပြန်ခြင်းကိုထိန်းညှိပေးပြီးဝက်ချံများကိုအမြန်ဆုံးတက်တာစေပါတယ်။စံသားချမ်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ဇင်းနဲ့ဘိုင်ယိုတင်ဓာတ်များပါဝင်တာကြောင့်သပင်ကျွတ်ချင်းကိုရပ်တန့်စေကသပင်အသစ်များအမြန်ထွက်ရှိစေပြီးစံသားကိုနှက်မောင်တန်ဆွမ်းစေပါတယ်။နံပါတ်14မျက်စိအမြင်အာရုံကိုအားကောင်းစေပြီးမျက်စိကွယ်ခြင်းမျက်စိမှုန်ခြင်းတို့မှကာကွယ်ပေးပါတယ်။ဓာတ်တလုံရွက်မှာမျက်စိအမြင်အာရုံအတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင် A နဲ့ B
ဘီတာကာရိုတင်းတို့အခြားသောဟင်းသီးဟင်းရွက်များထက်ပိုမိုထူးကဲစွာပါဝင်ပါတယ်။မျက်ကြည်လွှာကိုကျန်းမာစေပြီးမျက်စိကွယ်ခြင်းကိုဖြစ်စေတတ်တဲ့ကြက်မြက်တင်ယောဂမှလုံးဝကာကွယ်ပေးပါတယ်။ဒါအပြင်ပြင်းထန်တဲ့ free radical တွေကြောင့်မျက်စိဆဲများပျက်စီးခြင်းကိုတားဆီးပေးနိုင်တာကြောင့်အသက်ကြီးရင်ဖြစ်တတ်တဲ့အတွင်းတိမ်ဖြစ်ခြင်းကွန်ပျူတာကြည်လွန်း၍မျက်စိကွယ်ခြင်းကွက်ခြင်းမာကူလာဒီဂျန်နရေးရှင်းဝေဒနာများမှထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်။နံပါတ်15ကြောက်ကက်ကိုအစိတ်တောင်များမှကာကွယ်ပေးခြင်းနဲ့ကြောက်တဲ့ခြင်းကိုလျှော့ချပေးနိုင်ခြင်းကြောက်ကက်ကသွေးထဲမှာရှိနေတဲ့အညစ်အကြေးများနဲ့ပိုရှန်နေတဲ့အရေးများကိုစီးအဖြစ်စစ်ထုတ်ပေးရတဲ့အရေးကြီးတဲ့အင်္ဂါတစ်ခုဖြစ်ပါတယ်။ယနေ့ခေတ်မှာစိုက်ပျိုးရေးသုံးဓာတုဗေဒပစ္စည်းများအစားအသောက်များထဲမှာဆိုးဆေးများနဲ့တာရှည်ခံဆေးများအကိုက်ခဲပျောက်ဆေးများအလွန်အကျွံတောက်သုံးခြင်းတို့ကြောင့်ကြောက်ကက်ဆဲများအစိတ်တင်ပြီးပျက်စီးခြင်းဝေဒနာကိုလူအများခံစားနေကြရပါတယ်။ဓာတ်တလုံရွက်မှာပါဝင်တဲ့အစွမ်းထက်အန်တီအောက်ဆီဒန့်များကခန္ဓာကိုယ်အတွင်းရှိ heavy metal များနဲ့ဓာတုဗေဒအစိတ်တောင်များကြောင့်ကြောက်ကက်ဆဲများထိခိုက်ပျက်စီးခြင်းမှာတိတာစွာကာကွယ်ပေးပါတယ်။ဆေးဘက်ဆိုင်ရာစမ်းသပ်ချက်များအရဓာတ်တလုံရွက်တောက်သုံးခြင်းကစီလန်းကြောင်းမှာကြောက်ဖြစ်စေနိုင်တဲ့ကယ်ဆီယမ်အောက်ဇက်လိတ်ဓာတ်များစုဝေးမှုကိုလျှော့ချပေးတာကြောင့်ကြောက်ကက်ကြောက်တဲ့ခြင်းကိုထိရောက်စွာကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။ဒါအပြင်တဘာဝစီးရွှင်စေတဲ့အာနိသင်ပါဝင်တာကြောင့်ကြောက်ကက်နဲ့စီးရင်အတွင်းမှာရှိတဲ့ဘက်တီးရီးယားများနဲ့အနေအနှစ်များကိုစီးနဲ့အတူတန့်စင်စစ်ထုတ်ပေးပါတယ်။ဓာတ်တလွန်ရွက်ကအလွန်ဆေးဘက်ဝင်ပေမဲ့အကျိုးကျေးဇူးအမြင့်ဆုံးရရှိရန်အောက်ပါအတိုင်းစနစ်တကျစားသုံးဖို့လိုအပ်ပါတယ်။ဟင်းချိုအဖြစ်ချက်ပြုတ်စားသုံးခြင်းသို့မဟုတ်အကျော်အတုပ်ဖြစ်စားသုံးနိုင်ပါတယ်။ဗီတာမင်စီဓာတ်မပျက်စီးစေရန်အလွန်အမင်းအပူပေးချက်ပြုတ်ခြင်းကိုရှောင်ကျဉ်ရပါမယ်။ဓာတ်တလွန်ရွက်ကိုနေရောင်ဓာတ်ရိုက်မပြဘဲလေဝင်လေထွက်ကောင်းမွန်တဲ့အရိပ်ထဲမှာ6အောင်လှမ်းပြီးအမှုန့်ကျိတ်ထားရပါမယ်။တနေ့ကိုလက်ဖက်ရည်စွန်းတစ်စွန်းမှ2စွန်းခန့်ကိုရေနွေးဖြော်ရည်စက်မြုပ်ထဲမှာထည့်သွင်းစားသုံးနိုင်ပါတယ်။အထူးသတိပြုရန်နဲ့ရှောင်ကျဉ်ရန်ကိုဝင်ဆောင်မိခင်များအနေနဲ့ဓာတ်တလွန်ရွက်ကိုဟင်းချိုအဖြစ်တာမန်စားသုံးနိုင်တော့လေဓာတ်တလွန်ပင်ရဲ့အမြင့်အခောက်နဲ့အစိများကိုလုံးဝမစားသုံးသင့်ပါ၎င်းတို့ထဲမှာတဲ့အိမ်ကျုံစေတဲ့ drug ပေါင်းများပါဝင်တာကြောင့်ကိုဝင်ပြက်ကျခြင်းကိုဖြစ်စေနိုင်ပါတယ်ဓာတ်တလွန်ရွက်ကသွေးရင်းတကြားဓာတ်နဲ့သွေးပေါင်ချိန်ကိုကျဆင်းစေတဲ့အာနိသင်ရှိတာကြောင့်စီးချိုကျစေသို့မဟုတ်သွေးတိုးကျစေများကိုနေ့စဉ်ဆွဲတောက်နေရသူများအနေနဲ့အလွန်အကျွံစားသုံးပါကသွေးပေါင်ချိန်နဲ့တကြားတဲ့အလွန်မင်းကျဆင်းသွားတတ်တာကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးဆေးပမာဏကိုချိန်ဆသင့်ပါတယ်။အခုဆိုရင်တော့ဓာတ်တလွန်ရွက်ရဲ့အစွမ်းထက်အာနိသင်15မျိုးကိုတင်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ငွေကြေးအမြောက်များပေးရတဲ့ဓာတုဗေဒအားဆေးများဖြည့်ဆွက်စာများကိုအားကိုးမဲ့အစားမိမိတို့ပတ်ဝန်းကျင်မှာအလွယ်တကူရရှိနိုင်ပြီးဘေးထွက်ဆိုးကျိုးကင်းတဲ့ဓာတ်တလွန်ရွက်ကိုနေ့စဉ်စားသောက်မှုပုံစံမှာစနစ်တကျထည့်သွင်းစားသုံးခြင်းဖြင့်ကျန်းမာပျော်ရွှင်ပြီးအသက်ရှည်တဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေရှင်။အခုလိုကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe လုပ်ထားပေးကြပါအောင်ရှင်။အဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။